မိုးတွေမီးဖို့ကြောင်ထဲကိုရောက်လာလေတယ်ထမင်းစားစပွဲဝိုင်းမှာထမင်းတစ်ပကံနဲ့ဟင်းတစ်ပကံကိုတွေ့ရတယ်ထမင်းထဲထားစီကပွေပွားနေသလိုဟင်းထဲထားတာကလည်းထိုနည်းတူပါပဲမီးဖို့ကြောင်မှာအိမ်မာကြီးကိုတက်ရတဲ့တကားတစ်ပေါက်ရှိရာထမင်းခုကပ်ပေးသူကအိမ်မောကိုတက်သွားသည်ဟုမောင်ဘိုးတွေတွေးလိုက်ကခူးပေးထားသောထမင်းများကိုအားရပါးရစားလိုက်ပြီးထမင်းမကန်ထဲ၌ထမင်းကုံသွားပြီထမင်းကိုလိုက်ရှာလိုက်တယ်မိဖို့ဘေးမှာထမင်းကိုတွေ့ရပြီးအဖုံကိုဖွင့်ထားလျက်တွေ့ရပြန်တယ်လက်နဲ့ထမင်းကိုကုတ်ထားသောအရာများတွေ့ရထမင်းကိုသေးသက်တယ်မကူဘလို့မိမ့်မာကြီးလဲကွာမောင်ဘိုးတင်လည်းတယောက်တည်းရေရွတ်ကထမင်းကိုထည့်ပြီးတော့ဘိုက်ဝါအောင်စားလိုက်ပြီးတော့အိမ်အောက်ကိုပြန်ဆင်းလာလေတယ်အဲဒီနောက်အိမ်အောက်ဇပွဲတရားမှာထိုင်နေတဲ့ဦးအောင်နာကိုသွားကဦးအောင်ကျုပ်ကိုထမင်းခူးပြတာဘယ်သူတော့ဦးအောင်မိမ့်မာကြီးလားမဟုတ်ပါဘူးကွာငါမှမိမ့်မမရှိပါဘူးထမင်းခူးတော့လဲရောင်းမနဲ့မခူးဗျာကဲထားလိုက်ပါကွာမင်းညောင်းလိုက်မလားအိမ်ပေါ်တက်ပြီးနားတော့ကျုပ်ကဘာမှအိပ်ရမလဲဗျာငါအိမ်မှာမင်းကြိုက်တဲ့နေရာအိပ်ကွာပြီးတော့ပဲဗျာဒီနေ့တော့ကျုပ်နားလိုက်အောင်ပဲပြောမနှမ်းပါပဲအလုတ်ခိုင်းတော့နော်ဟုတ်ပါပြီကောင်းလေးမင်းကတော့နော်ကဲသွား